လင်းနေတဲ့လပြည့်ဝင်ကြီးဟာနှစ်ပေါင်း100တက်တန်းရှိအိမ်အိုကြီးရဲ့ကျိုးပဲ့နေတဲ့အမိုးပေါ်ကိုဖြတ်ပြီးအေးဆက်တဲ့အလင်းတန်းတွေကိုတွန်းချလိုက်ပါတယ်။အိမ်ရဲ့မီးခိုးရောင်နေရံတွေမှာရှည်လျားလွန်းတဲ့အရိပ်တွေကက်လန့်ဖြတ်ရွေ့ရနေပြီးကတင်းပေါက်တွေရဲ့ကျိုးပဲ့နေတဲ့ဖန်ချက်တွေကနေတဆင့်လေတိုးတန်တွေကြားရတယ်။ဒါကလေလားဒါမှမဟုတ်တစုံတစ်ယောက်ရဲ့ညီးတွားတန်လားအိမ်ရဲ့ဝင်းကပါလို့ခေါ်တဲ့အနက်ရောင်တစ်သားတကားကြီးဟာဖွင့်ထားသလိုလိုပိတ်ထားသလိုလိုတဖြည်းဖြည်းနဲ့ညီညာစွာတကျွတ်ကျွတ်မြည်နေတဲ့အိမ်အတွင်းဘက်ကမှောင်နေတဲ့ခြေရာတွေဟာတင့်ဘက်ကိုချင်းကပ်လာနေတယ်လို့ခံစားရတယ်။ဒါပေမဲ့ဘယ်သူမှမရှိဘူး။အိမ်ရဲ့မြင်ကြီးထက်ကမီးဖိုချောင်ကြီးမှာနှစ်ကာလကြာမြင့်စွာမတုံးတော့တဲ့ဓာတ်တွေဇွန်းတွေဟာဘာကြောင့်မှမသိသူ့အလိုလိုတရွှီရွှီအတန်မြည်နေတယ်။အထက်နှစ်ထက်ကကလေးခန်းကနေတစ်သားရုပ်ရှင်ပြတိုက်ကြီးရဲ့အတန်တွေကြားလိုက်ရတယ်။ဒါပေမဲ့ဒီအိမ်မှာလျှက်စစ်မီးတောင်မရှိဘူး။ပြီးတော့ဒီအတန်တွေဟာ52လောက်ကရက်စဲသွားပြီဖြစ်တဲ့ရေဒီယိုအတန်တွေနဲ့တူနေတယ်။အိမ်ရဲ့နောက်ဖေးမှာရှိတဲ့ကြီးမားတဲ့မှန်စီရွှေချအိုးကြီးဟာဘယ်သူမှမထိပဲသူ့ဟာသူလှည့်လိုက်ရက်လိုက်လုပ်နေတယ်။အိုးထဲကညိုမဲနေတဲ့အရည်တွေဟာအိုးပါဇက်ကနေဖြည်းဖြည်းချင်းစိမ့်ထွက်လာပြီးမြေကြီးပေါ်မှာမဖွင့်နဲ့တို့စာလုံးပေါင်းပြလိုက်တယ်။ဒီအချိန်မှာပဲတင်းရဲ့နောက်ကျောဘက်ကအေးဆက်တဲ့လက်တစုံဟာဖြည်းဖြည်းချင်းတင့်ပခုံးကိုထိတွေ့လာတယ်။ဒါပေမဲ့တင်နောက်လှည့်ကြည့်တဲ့အခါဘယ်သူမှမရှိပါဘူး